ခမရတို့သိလားသွားပြီးတော့မနှောက်ရှက်တော့ခြင်းရလေအချစ်ပဲတဲ့ဘလောက်ပဲသဘောကျကျဘလောက်ပဲချစ်ချစ်ကိုယ်မလိုလားတဲ့ပုံစံတွေပြလာတဲ့အခါမှာနေတတ်အောင်နေပေးလိုက်ရတာမျိုးပေါ့ကိုယ့်ရဲ့ပေးဆက်မှုတွေဟာသူ့အတွက်အနှောက်အယှက်ဖြစ်နေမှန်းသိလာပြီဆိုရင်ကျွန်တော်တို့တွေဟာအလိုက်တသိနဲ့ထွက်သွားပေးရတယ်ကျွန်တော်တို့ရဲ့ဂရုစိုက်မှုတွေကိုလိုအပ်မယ်မထင်ပါဘူးလေကျွန်တော်တို့မရှိလေသူတို့တွေဟာဖြစ်နေရပဲတချို့မြတ်တာတွေဟာကျွန်တော်တို့ဘက်ကပေးဆက်ပြီးတော့ဘလောက်ပဲချစ်နေပါစေကျွန်တော်တို့အတွက်ဖြစ်မလာနိုင်ပါဘူးအဲ့ဒီအတွက်ကိုပေးဆက်တဲ့လောက်တန်မိုးထားမခံရတဲ့အခါမှာသွားပြီးတော့မနှောက်ရှက်တော့ပဲတယောက်တည်းနေပေးလိုက်တာပိုကောင်းပါလေအဝေးကအချစ်ပေးရလေအချစ်ပဲမို့လားခင်ဗျားသိလားကြားနေကြအတန်လေးမကြားတဲ့ရက်တွေဆိုရင်ခင်ဗျားကိုကျွန်တော်သိလွန်းနေဖုန်းကြီးဆက်ဖို့ဆိုပြီးတော့ဖုန်းနံပါတ်တွေကိုနှိပ်တယ်ငါဘာပြောရမှာလဲဆိုတဲ့အတွေ့ရဲ့ပြီးတော့တစ်ဖက်ကဘာပြောလာမလဲဆိုတဲ့အတွေ့ရဲ့အဲ့ဒီအတွေ့တွေရဲ့ကြားထဲမှာမျက်ရည်တွေပဲကျလာရတယ်လေလွမ်းလို့ဆိုပြီးအရင်လိုကြည်ကြားလို့ရတဲ့အခြေအနေတွေမဟုတ်တော့မှတခါကျွန်တော်မေးသွားခဲ့တယ်ဗျာ